ကဲတဘုံတော့240နဲ့အကုန်သိမ့်ပြီနောက်ထပ်တဘုံပဲကျန်တော့တယ်နောက်ဆုံးဘောကတော့ special ပေါ့အဲ့ရလည်းဖောက်ပြန်မယ်ခု25လုံးကြိတ်ပြီးရမယ်ပေါက်စမ်းမပေါက်ဘူးဒီထဲမှာကျွန်တော်ဆယ်လီနာပိုကြိုက်တယ်ဆယ်လီနာလေးကချစ်စရာရော25လုံးပေါက်စမ်းမယ်ဟောဒီဘုံရရအောင်ဘူးပိတ်နေဒီဘုံက30ပေါက်စမ်းဒါမှမပေါက်လဲငါပြောတော့မှာဘာလို့ဆိုအခု80ပြည့်သွားပြီ80ပုံးမှာတကောင်ပေးတာဒါမှမပေါက်တော့ငါအော်မှာရလဲရောအကုန်တိပေါက်မယ်ထင်တယ်50ပေါက်လိုက်ဒါပဲရောက်ရင်ပေါက်ဆိုရင်ပေါက်မှာကိုငါကြိုက်တယ်ဘာဘုံကြံနေပုံ20တဲ့10ပုံးပေါက်မယ်ရော့မယ်ဟောရောဒီပုံးလည်းအကုန်တင်းရတော့မှထင်တယ်ဟောရောဆယ်လီနာရောနောက်ဆုံးမှပေးတာရော့မယ်ဟောရောမပေးဘူး3ပုံးပဲကြံတော့တဲ့ဟာကိုတက်မဲ့ဟောရောနှစ်ပုံးဖောက်လည်းမပေးနောက်ဆုံးပုံးငါတိတယ်ဘောက်စအကုန်တင်းရမယ်ဆိုတာဒါမှမပေးလဲကွာဟောရောပရမပုံးနဲ့240နဲ့အကုန်တင်းရတယ်အခုလေဆယ်လီနာလိုချင်တဲ့ဟာကိုနောက်ဆုံးမှပေးတာမင်းတို့ပဲစဉ်းစားကြည့်အဲ့ခံစားချက်ကငါတို့ခံရတဲ့လူပဲတည်တယ်ငိုပါငိုချင်လားSylvana Curry ဘိတ် Selena တို့ရဲ့ Elite Skin ကို Diamond 5လုံးနဲ့လဲလို့ရမှာဖြစ်ပြီးအကျဉ်60ပြည့်ရင်တော့ Skin တစ်ကောင်ရမှာဖြစ်တယ်။ Framis Hayabusa Kufra Sylvana တို့ရဲ့ Elite Skin ကို Diamond 5လုံးနဲ့လဲလို့ရမှာဖြစ်ပြီးအကျဉ်60ပြည့်ရင်တော့ Skin တစ်ကောင်ရမှာဖြစ်တယ်။ Natalia Fasa Cyclops တို့ရဲ့ Special Skin ကို Diamond 5လုံးနဲ့လဲလို့ရမှာဖြစ်ပြီးအကျဉ်150ပြည့်ရင် Skin တစ်ကောင်ရမှာဖြစ်ပါတယ်။